ကွန်ပျူတာနဲ့သုံးရတာအဆင်ပြေတဲ့ VPN တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် VPN ကိုရယူဖို့အတွက် Chrome Web Store ကိုသွားလိုက်ပါ Chrome Web Store ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ HOXX ဆိုပြီးတဲ့ VPN လေးကို download ဆွဲလိုက်ပါဒီမှာ add Chrome ဆိုပြီးတော့နေလိုက်ပါကျွန်တော် add လုပ်ပြီးသားဆိုတော့ဒီမှာ remove ပေါ်နေတာဖြစ်ပါတယ်ပြီးရင်ဒီ VPN ကိုနှိပ်လိုက်ရင်သူကဘယ်လိုပေါ်လာမလဲဆိုတော့ဒီ add လုပ်ပြီးတာနဲ့ဒီလိုမျိုး dashboard လေးပေါ်လာမယ်ပေါ့နော်ဒီလို dashboard လေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ server တွေ free server တွေအများကြီးရှိတယ်အဲဒီ free server တွေအများကြီးထဲမှာဒီမှာဒီ VPN ရဲ့ထူးခြားချက်ကကျွန်တော်တို့ Singapore server ကိုပါ free ရနေတာပဲအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာသုံးတဲ့လူတွေအတွက်ကတော့ဒီလို Singapore server free ရတဲ့ဒီ VPN ကရှားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာ Singapore server ကိုကျွန်တော်လမ်းချိတ်ကြည့်မယ်အဲ့တော့ဒီမှာ connected ဖြစ်သွားပြီအဲ့တော့ connected ဖြစ်သွားပြီတော့ကျွန်တော်တို့ speed စမ်းကြည့်မှာပေါ့နော်အဲ့တော့ speed တက်ကိုသွားပြီးတော့ speed တစ်ချက်စမ်းကြည့်မယ်နော်အဲ့တော့ပင်ကလည်းမစိုးဘူးပင်ကလည်းဒီမှာ58ပဲရှိတယ်ပင်က download speed ကလည်းဒီမှာအပြည့်နီးပါးရတယ်လို့ပြောလို့ရတာပေါ့နော်ဒီတအိမ်လုံးဝိုင်းသုံးထားတဲ့အနေထားမှာတော့မှကျွန်တော်10 မှတ်လောက်ထိဒါရနေပါပေါ့ကျွန်တော်အိမ်မှာ internet သုံးတာက4-5-6လောက်ကအခုချိန်ဆိုရင်အကုန်လုံး TikTok တွေကြည့် Facebook တွေYouTube တွေကြည့်နေတဲ့အချိန်မှာတော့မှဒီ speed တလောက်ရနေတယ်ဆိုတော့ဒါမစိုးဘူးပြောလို့ရတာပေါ့နော်အဲ့တော့ဒီ internet line ကတော့တောက်တဲ့တူချင်မှတူမှာပေါ့ဒီ VPN ရဲ့ဒီ free server ရဲ့အားနည်းချက်ကတော့သုံးတဲ့လူများလို့ရှိရင်သူက VPN ရဲ့ speed ကို short ချလိုက်တာမျိုးရှိတတ်တယ်ပေါ့နော်ဒါပေမဲ့အမြဲတမ်းတော့မဖြစ်ဘူးပေါ့ဒီ VPN သုံးပြီးကျွန်တော်တို့ကဘာကြောင့်မလို့ဒီ VPN လေးကိုညှို့ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာနေပြီးတော့မှဒီ Google AI Studio တို့ Notebook LM တို့ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ outline တချို့ VPN တွေက Google server မှာဆက်တက်လုပ်ထားတဲ့ VPN တွေဖြစ်နေတတ်တယ်အဲ့လိုစားမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ Google ရဲ့ AI တွေကိုသုံးရတာအဆင်မပြေတတ်ဘူးဆိုတော့ဒီ VPN နဲ့သုံးပြီးတော့ကျွန်တော်တို့က Google AI Studio ကိုလည်းသုံးလို့ရတယ် Notebook LM ကိုလည်းကျွန်တော်စိတ်ကြိုက်သုံးလို့ရတယ်ပေါ့နော်ဘာမှအတားအဆီးမရှိဘူးကြော်သွားတယ်အဲ့တော့ကျွန်တော်တို့မှာစမ်းကြည့်တော့ Notebook LM ကလည်း fine နဲ့ okay Notebook LM ကလည်းအဆင်ပြေတယ်သုံးလို့ရတယ် Google AI Studio ပါစမ်းသုံးကြည့်လိုက်ရကျွန်တော်မစမ်းတော့ဘူးအဲ့တော့ကျွန်တော် YouTube တွေပါဒီမှာဒီ VPN ထိတ်တာလို့ရှိရင် country နာမည်လေးတွေပေါ်တတ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် SG ဆိုပြီးတော့ပေါ်နေတော့ဒီ VPN ကတော်တော်အဆင်ပြေရောနော်နောက်တစ်ခုပြောချင်တာကဒီကျွန်တော်တို့ VPN တွေဝယ်မယ်ဆိုလို့ရှိရင်တော့ဒီခုနကတော့လိုမျိုးဒီကိုက Notebook LM တို့ Google AI Studio နဲ့အလုပ်လုပ်နေတဲ့လူဆိုလို့ရှိရင်ဒီ VPN ရောင်းတဲ့လူတွေကိုမေးကြည့်ပေါ့နော်ဒီ VPN server က GCP မှာဆက်တက်လုပ်ထားတဲ့ server လား Digital Ocean မှာလုပ်ထားတာလားဒီ GCP မှာဆက်တက်လုပ်ထားတဲ့ server ဆိုလို့ရှိရင်တော့ခုနကတော့လိုမျိုးကျွန်တော်တို့ Notebook LM တို့ Google AI Studio ကိုသုံးလို့ရမှာပဲပတ်စံပေးပေါ့နော်မဟုတ်လို့ရှိရင်တော့ကိုယ်ပတ်စံကုန်ပြီးတော့လကားမောကြီးဖြစ်နေမယ်လောလောဆယ်တော့ကွန်ပျူတာသုံးတဲ့သူတွေအတွက်ဒီ VPN လေးကတော့အရင်စင်နေတယ်စမ်းကြည့်ကြပါ